ဒီနေ့မှာဖက်ဖက်တော့မှာကတော့လှပတဲ့ရုပ်ရည်တင်ပြဟာဘွားရဲ့လူသားရတော့တစ်ချောင်းမှာလှပတဲ့ရုပ်ရည်ဒီလဲရှင်ပြန်နိုင်စွမ်းပါပဲလက်စစ်ချာဂျိုရီကြောင့်သူမဘွားတစ်စစ်ချိုးပြောင်းလဲသွားလိမ့်မယ်လို့မှတ်ဆွေမိညွှန်လင်ထားတယ်မဟုတ်ပါမှန်နာပြင်ပေါ်မှာဒီတော့ဆက်ဆက်တူမျက်နှာကိုထပ်မတွေ့တော့ရင်ပဲစိတ်ချမ်းလာလာပြီလို့တွေးခဲ့တဲ့သူပါဒါနဲ့ပဲနေ့ဝက်ကျော်စူးစမ်းဆောင်ထားရတဲ့ငွေလေးနဲ့ပလက်စတစ်ဆာဂျိုရီတွားလုပ်လိုက်ပါတယ်ခွဲစိတ်ပြီးနောက်မှာတော့ချိုးတဲ့အမျိုးသမီးတစ်ယောက်ဖြစ်ပြောင်းသွားပါတော့တယ်ဒီလိုခွဲစုံမှုကြောင့်အယူဆိုးသူဟာနေချင်းညချင်းချုံမမလာနိုင်ပေမဲ့မတ်ဆွေမီကတော့ခွဲစိတ်လေးလို့လှသွားတယ်လို့တကယ်ခံစားနေရပါတယ်အရင်ကလူတော့မတွေ့ရတဲ့မတ်ဆွေမီတယောက်အခုဆိုမတ်ဆွေတစ်တွေတောင်းရနေပါပြီအရင်ကနဲ့လုံးဝမတူတဲ့တွေ့ကြုံကိုလည်းရခဲ့ပါတယ်ဘာကိစ္စပဲလို့လို့အဆင်ကိုပြေနေတော့ပါပဲဒါကြောင့်ကိုယုံကြည်မှုလည်းပိုမြင့်လာပါတယ်အရင်ကပြစ်ထားခဲ့တဲ့စာမွေးပွဲတွေလည်းပြန်ပြေဖို့လုပ်နေပါတယ်နောက်တစ်နေ့မှာစာမွေးပွဲလည်းအောင်တော့တယ်လို့ကိုမျော်မှန်းထားတဲ့အတိုင်းပိုကောင်းတဲ့အလုပ်လည်းရလာခဲ့ပါတယ်အခုဆိုအရင်လိုမြတ်ပြန်နေရရင်ဘယ်လိုနေမယ်ဆိုတာစဉ်းတောင်မစဉ်းစားရတော့ပါအခုလူငယ်တွေကောင်းတာတစ်ခုကအည်တွေးရောတွင်ပြင်ကိုပါတန်းတူလေးထားလာခြင်းပဲအခုဆိုရင်ကိုကြီးကိုတွေးကပိုရေးကြည့်တယ်ဆိုပြီးစလက်ခတ်ဖိုဒီဖက်တီနေသူတိတ်မရှိတော့ပါဘူးဒါပေမဲ့အချိန်မရှိဘူးအလုပ်ရှုပ်ပါတယ်ဒါမဟုတ်ငွေမရှိဘူးဆိုတဲ့အကြောင်းတွေနဲ့ကိုရဲ့ရုပ်ရည်သူရဲ့ပေါ်ငွေကုန်ခံပြီးတာနေဖို့နှမျောတဲ့သူတွေကတော့အများကြီးရှိပါသေးတယ်အင်းရီအိုစားတော့ရမယ့်ချိန်အလှပြင်ဆိုင်တွဲရမယ့်ချိန်တွေကိုတခြားတုံးချတဲ့ကိစ္စတွေမှာပဲရင်းနှီးမြှုပ်နှံကြရတဲ့20ကျော်လေးတွေကတတိထားဖို့ကကိုရဲ့ရုပ်ရည်တွင်ပြင်မှာရင်းနှီးမြှုပ်နှံတာဟာလဲတင်းရအောင်မြင်မှုတွေကမြှုပ်နှံလိုက်မှုတစ်စိတ်တည်းတာဖြစ်တယ်ဆိုတာကိုသိထားဖို့ပါစစ်တမ်းကောက်ချက်တွေအရသိရတာကရုပ်ချုံမောတဲ့လူတွေကလူမှုဖွဲ့စည်းအတွင်းအောင်မြင်တဲ့ရခိုင်တော့အများကြီးပုံမြင်ပါတယ်မင်းမကျော်တို့ရဲ့အထူးခွင့်ရေးဆိုတာကလည်းအတော်ကြီးကျယ်တာကလားဒီနေ့လိုလူတိုင်းကိုယ်ရန်ကုန်တမွေးမြင့်နေချိန်မှာစွမ်းဆောင်ရည်အလေလက်လောက်ရှိတဲ့သူတွေကတိတ်ကိုများလွန်းနေပါတယ်အဆုံးစွန်ပြောရရင်စွမ်းဆောင်ရည်ရင်းမြင့်တူတာမဟုတ်ရင်အခွင့်အလမ်းတွေနဲ့အများဆုံးထွေးထွေးနေရတဲ့တိုင်ဝမ်တွေကပဲအောင်မြင်မှုအများဆုံးဖြစ်ပါတယ်ဒီလောကကြီးကလည်းမင်းမချောတွေကိုပဲအခွင့်အရေးပို့ပြီးပေးနေတာပါဒီလိုခွင့်လန်းမျိုးအတွက်ပဲထားပါတင်းယူရီတင်ပြီးကိုကျူးဆိုင်မမှန်ပါအောင်လို့တိုက်တွန်းမရစေမျက်စိနဲ့မမြင်ရတဲ့တန်းမတူမှုတွေရှေ့မောက်မှာပုပ်ကူရေးထူးခြားချက်တွေကိုအလေးတင်းနေခြင်းကတကယ်တမ်းကျတော့မတက်တာပဲလိုရတဲ့ပြုမှုပါလာပါတဲ့ရုပ်ရည်ဟာလည်းရှင်ပြန်နိုင်စွမ်းဆိုတဲ့စကားဟာအမျိုးသမီးတွေကိုတစ်ဖက်သက်ကြည့်နေတာမဟုတ်ပါအမျိုးသားတွေလည်းကိုယ့်ရဲ့ရှင်ပြန်နိုင်စွမ်းကိုမြင့်တင်ခြင်းကိုယ့်ရဲ့အတွင်မြင်ကိုပြုဆိုင်ရမှာပါပဲရုပ်ရည်တွင်ပြင်ကိုပြုစုပြောထောင်ခြင်းကဘဝကိုပြုစုပြောထောင်ခြင်းမှာလူကြီးလူကောင်းအမျိုးတိတူနဲ့တိကျွမ်းခဲ့ဦးပါတယ်အသက်60ကျော်ပါပြီရုပ်ရည်ကအရန်ကိုချောတော့မှာပဲအခုလဲတစ်ပတ်ကိုနေရက်အနှိတ်ခံနဲ့မျက်နှာပေါင်းတင်ပါတယ်အလှပြင်မထားချိန်မှာလဲမျက်နှာကိုတက်ဆန်ရှိရှိဆေးကြောထားဖို့မမေ့ပါအရေးပြားကိုအထူးအာရုံစိုက်ပြီးစောက်ယူရထားပါတယ်သူကမြို့သမီးလေးတွေခုလိုတတိပေးလေးရှိပါတယ်ကိုယ်လေးချိန်ချောချတယ်ဆိုတာတက်လုံးလုပ်သွားရမယ်အလုံးအပြင်းကြီးတဲ့မိန်းမတွေရမှဟွာဖီးလာတာတဲ့သူမကိုယ်တိုင်ကအရက်9ပေ9လက်မမြင့်တယ်ကို4ချိန်125ပေါင်ထက်တော့ဘယ်တော့မှမကျော်ဘူးကျမတို့ရဲ့အမြင်ဆောင်ပုံအရဆိုရင်သူမဟာမိသားစုပေါ်လဲကြည့်မဆိုင်ကိုပြောပါဖို့ပဲတည်တယ်အတက်ကြီးတော့အချိန်မရှိတဲ့လူဖြစ်မယ်ပေါ့ဒါပေမဲ့တကယ်တမ်းကျတော့သူကိုယ်တိုင်တွေ့ရောမိသားစုကိုပါထိမ့်သိမ်းရမှာပါတခြားမိမတွေထက်တောင်တာပါတယ်သူမမှာဆမ်းမြပျော်ရှင်တဲ့မိသားစုရှိတယ်အားလုံးကျမတန်ဆွမ်းကြတယ်သားသမီးတွေလည်းလုပ်ငန်းမှာထူချင်ကြတယ်သူမမှာအတက်တွေရွယ်သူအမျိုးသမီးတွေအားစားထင်ကြီးကြတဲ့အချက်လက်တွေရှိပါတယ်ဒါကြောင့်လဲသူမကစိတ်ချမ်းမြေကြောင်အမြင်ပြောပါတယ်ကိုရုပ်ရည်ကိုလှပအောင်တာလဲဆိုတာတမ ्या ကိုကြည့်ခိုင်းဖို့ကြည့်တယ်မဟုတ်ဘူးမိမိပေါ်မိမိအာရုံစိုက်သူဟာအလိုလိုနေရင်မိမိပေါ်မိမိနားလဲရတယ်ကိုယ်တာလွန်ချက်တွေတည်မဲဆိုရင်အဲ့ဒီကနေကိုယုံကြည်စိတ်တွေရလာပါတယ်ပလက်စတစ်ဆာဂျူရီတို့နာမည်ကြီးမတ်တစိတ်တက်ရောက်မှုတို့ကိုဆန့်ကျင်တဲ့တချို့သော TV အစီအစဉ်များဟာအလှပြင်ဖို့ပဲတအားစိတ်ထားတက်ကြတဲ့အမျိုးသမီးတွေကိုဝေဖန်တိုက်ခိုက်နေကြတာရှိပါတယ်ဘလို့ပင်ဝေဖန်တိုက်ခိုက်တာဖြစ်ပါစေကိုရဲ့ရုပ်ရည်တင်မြင်ကနေတစ်စီကိုရဲ့မိမိကိုယုံကြည်မှုကိုဖော်ပြတဲ့အများစုမျိုးသမီးတွေကတော့ပိုပြီးတောင်စက်မှန်လာကြပျော်ရွှင်ကြပါသေးတယ်ငွေကြီးနဲ့ရှင်ကြီးမဲ့ဆိုရင်မျက်နာတွင်တွေကိုတည်တရပြုစုပြောထောင်တာဟာတကယ်စိတ်ရည်မှန်တဲ့လူချင်းစိတ်နဲ့ကြိုးစားမှုတွေပိုးပြီးတောင်လိုအပ်ပါသေးတယ်ဘလောက်ပဲပြင်မနေနေမနဲ့ပြန်တွေ့အပြင်ထွက်ရင်ကိုဝေးရမယ့်အစဉ်အတွေးတွေယူထားရမယ်အချိန်နဲ့ပို့ပေးပြီးပိုလာအောင်လာပြင်ရမယ်ကိုခန္ဓာအလားမပြည့်စေဖို့စက်မရည်အတွက်ညစာစားတဲ့အချိန်နဲ့ပမာဏလျှော့ချရမယ်
ဒါတွေကကိုယ့်ဘာသာကိုအတော့ကိုထိန်းချုပ်မှဖြစ်တာပါမိုင်းတွေပြီးငောင်နေသူနေထိုင်မှုစီးစက်ပြက်ပြီးပြစ်ကတဲ့ဆန်းဖြစ်နေတဲ့အမျိုးသမီးဆိုတာတစ်ချက်လမ်းကြည့်လိုက်တာနဲ့တခါတည်းတန်တိနိုင်ပါတယ်ကိုယ့်ရဲ့တွေ့မြင်ကိုကူးဆိုင်တဲ့မျိုးသမီးကိုစိတ်ထင်ရဆိုင်ပြီးအချုံးကျပွားမျိုးနဲ့နေရတယ်လို့ထင်နေခြင်းအထောက်ထားမရှိမားရင်းတဲ့အမြင်မှာရွရွတွေ့မြင်ကိုအထူးလေးထားပြီးပူစားဆင်ရင်လှပနေကြတဲ့ခီစီကြောင့်မှနေပြီးကိုယ့်ရဲ့တွေ့မြင်ကိုပြီးမဆိုင်တာဟာမိမိကိုကိုယ့်ရဲ့တွေ့မြင်ကိုပြီးမဆိုင်တာကမိမိကိုပြီးမဆိုင်တာနဲ့ဘာမှမကွာတော့ပါဘူးယခုခေတ်ကအရင်နဲ့မတူတော့ပါလှပခြင်းနဲ့ကျမခြင်းဟာအတိတ်ပဲတစ်ခုတည်းဖြစ်နေချိန်မှာကျန်တဲ့အတိုင်းရေပွားဖိုင်းတဲ့ခန္ဓာကိုယ်ဟာခင်းနဲ့ပိုလို့တောင်ကိုက်ညီတော့ပါဘူးနောက်ကိုယ့်ရဲ့တွင်မြင်ပြီးမဆိုင်တဲ့သူဆိုရင်ကိုယ့်ရဲ့ကိုယ်ရည်တွေကိုလည်းပြီးမဆိုင်တဲ့သူလို့သဘောထားပြီးလူတွေကဆန့်လာကြပါလိမ့်မယ်ဒီထက်တောင်ပိုဆိုးနိုင်ပါသေးတယ်ဒီနိုင်ရှင်ချက်ရပြောရရင်ကိုယ့်ရုပ်တွင်မြင်ကိုပြည့်စုံပြောထောင်တာကိုဝန်ထုတ်ဝန်ပိုးလို့သဘောမှတ်ထားပါနဲ့မြို့သမီးတွေဝမ်းသာပျော်ရွှင်စေတဲ့အရင်ဒီစိုက်ထုတ်မှုခံစားဖို့ပျော်ရွှင်မှုအတွက်အထူးခွင့်ရလို့သဘောထားပါဘဝဟာပိုပြီးရောင်တွေးစုံရင်အလှကျွဲလာပါလိမ့်မယ်